ခန်းကြီး15နဲ့အကြောင်းအရာကိုဖတ်ပြီးမှဆင်ခြင်ခွန်အားပေးလိုတာဖြစ်ပါတယ်ဒီကောခန်းကြီး15ပိုင်းငယ်3ကနေကျွန်တော်ဖတ်ပါမယ်ရှင်ဘောလူကပြောနေတဲ့စကားဖြစ်ပါတယ်ငါဒီကိုယ်တိုင်ခံယူသည့်အတိုင်းသင်တို့အားရှေးဥစွာအပေသောအကြောင်းအရာဘုမူကားခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်းငါတို့အပြစ်ကြောင့်သေခံတော်မူ၏သင်ကြိုပြီးမှကျမ်းစာလာသည့်အတိုင်း3ရက်မြောက်သောနေ့၌ထမြောက်တော်မူ၏ကေဖာဒီကိုရောကိုမြင်ပြီးမှကေဖာဆိုတာကတော့တမန်တော်ပေတရုဖြစ်ပါတယ်တကြိတ်နှစ်ပါးသောသူတို့ဒီမြင်ရကြ၏ထို့နောက်ညီအကို900မကတပြိုင်နက်မြင်ရကြ၏ထိုသူတို့တွင်အများသောသူတို့ဒီယခုတိုင်အောင်အသက်ရှင်ကြသေး၏အချို့တို့သည်အိပ်ပျော်ကြသည်ထို့နောက်ယာကုပ်မြင်ရ၏ထို့နောက်တမန်တော်အပေါင်းတို့သည်မြင်ရကြ၏နောက်ဆုံး၌အချိန်မတော်မတန်ဖွာသောသူကဲ့သို့ဖြစ်သောငါပင်မြင်ရ၏ရှင်ဘောလူကတော့ဒီကနေ့တက်တေခံတဲ့အကြောင်းအရာမှာခိုင်လုံတဲ့တက်တေရှိပါတယ်ဆိုတဲ့အရာကိုပြောတာဖြစ်ပါတယ်ယေရှုခရစ်တော်အသေးခံခဲ့ခြင်းဟာတမန်ကျမ်းစာကဖွင့်ပြတဲ့အတိုင်းကျမ်းစာကမိန့်တော်မူတဲ့အတိုင်းဆိုတဲ့အရာကိုပြောတာဖြစ်တယ်တမန်ဟောင်းခေတ်ဆက်မှာ prophet တွေအားဖြင့်ယေရှုအသေးခံမဲ့အကြောင်းကိုပြောခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်ယေရှုအသေးခံခြင်းဆိုတာကတော့ accident မဟုတ်ပါဘူးနော်ယူဒရှကာရုကရောင်းပြီးမှဒီလိုအသေးခံခဲ့တယ်ဆိုတဲ့ဟာပေါ့နော်ယူဒရှကာရုကမရောင်းခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်ကလေးအသွေးနဲ့တွေးမယ်ဆိုလို့ရှိရင်ရောင်းစားခြင်းမကောင်းဆိုရင်သူတေးမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါလိုစဉ်းစားတယ်အဲ့လိုလည်းမဟုတ်ပါဘူးနော်ဆိုတော့သူရောင်းမရောင်းခရစ်တော်လောကကိုကြွလာတာကအသေးခံဖို့ဖြစ်တယ်ဆိုတဲ့ဟာကိုတမန်ကျမ်းစာကပြောတာဖြစ်ပါတယ်တော့တေခြင်းဆိုတဲ့အရာကဘာကြောင့်လဲနော်တေခြင်းရှိလို့ဒီကနေ့ယေရှုခရစ်တော်အသေးခံခဲ့တယ်ဆိုတဲ့ဟာကိုကျွန်တော်ကပြောနေရတာရှင်ပြန်ချမြောက်ခဲ့တယ်ဆိုတဲ့အရာကိုပြောနေရတာနော်ဆိုတော့ဒီကနေ့ဒေသနာကောင်းစဉ်ကတော့ကျွန်တော်ပြောင်းလဲခြင်းဆိုတဲ့ကောင်းစဉ်ကိုပေးရှင်ယေရှုကြောင့်အရာရာအလုံးပြောင်းလဲသွားတယ်တမိုင်းပြောင်းသွားတယ်ဒီကနေ့အရင်တော့ကဆိုလို့ရှိရင်ခရစ်တက်ခရစ်ဆိုတာမရှိဘူးဟိုဒီနေ့ကတော့ခရစ်တက်ခရစ်2026ရောက်လာဒါခရစ်တက်ခရစ်လို့တကမ္ဘာလုံးကသတ်မှတ်တာနော်အင်မတန်မှခိတ်ပြောင်းတော်လာရေးတစ်ခုကြီးဖြစ်ခဲ့တာဖြစ်တဲ့တမိုင်းကိုကြည့်တဲ့အခါမှာကျမ်းစာကိုကြည့်တဲ့အခါမှာလည်းပဲဒါပဲဆိုတော့ဒီကနေ့ဒီမှာရှိတဲ့လူတိုင်းကပြောင်းလဲခြင်းရှိဖို့ကျမ်းစာကပြောတာဖြစ်တယ်ဟောဒါပြောင်းလဲဖို့ပြောင်းလဲတော့တက်တာယေရှုနဲ့တွေ့ရင်တော့မပြောင်းလို့မရအောင်ပြောင်းလဲရမယ်အဲ့ဒီပြောင်းလဲခြင်းမရှိရင်တော့ကျွန်တော်အသေးခြင်းနဲ့သွားမှာဖြစ်တယ်အပေငရဲကိုသွားမှာဖြစ်တယ်အပေငရဲကိုလူတွေကသွားနေတယ်မသွားအောင်ယေရှုလောကကိုလူပုံကိုကြွဆင်းလာတာဖြစ်တယ်အဲ့ဒါကြောင့်လူပုံကိုယေရှုစင်သက်စေခဲ့တဲ့ဖခင်ရဲ့အကြံစီတော်ထဲမှာတမန်ကျမ်းစာကိုဖတ်ကြည့်တဲ့အခါမှာနော်ကဘာမတီမရှိမီကလေးကခရစ်တော်ကအသေးခံခဲ့တယ်ဒါကဒီလိုပဲဖွင့်ပြထားတာအဲ့ဒါကြောင့်ယူဒရှကာရုရောင်းစားပြီးရောမစစ်သူတွေကဂရဏီကုန်းမှာတတ်ခဲ့တယ်ဆိုတဲ့အရာကြီးကတကယ်တမ်းကျတော့ဘုရားသခင်ရဲ့အစီအစဉ်ထဲမှာရှိနေတယ် accident မဟုတ်ဘူးဆိုတဲ့ဟာကိုပြောချင်တာဖြစ်ဒီကနေ့ကျွန်တော်အဲ့ဒါကိုယုံဖို့ဖြစ်တယ်ကျွန်တော်ဒီဖျားเจ้าထဲမှာရောက်နေတာလည်းပဲ accident မဟုတ်ဘူးမရောက်နိုင်တဲ့လူတွေအများကြီးရှိတယ်ယေရှုအကြောင်းမကြားတဲ့လူတွေအများကြီးရှိတယ်ကျွန်တော်ယေရှုတော်အကြောင်းယေရှုအကြောင်းကြားခွင့်ရတယ်ယေရှုတော်ပဲယေရှုအကြောင်းကိုကြားမယ်ယေရှုအကြောင်းကိုသိမယ်ကျွန်တော်တို့တကယ်ပဲယေရှုပြောင်းလဲခြင်းတမိုင်းကိုလုပ်သွားတဲ့အရာကိုကျွန်တော်ရဲ့အတ္တထဲမှာရှိပြီးမှကျွန်တော်တို့ကိုယ်တိုင်ပြောင်းလဲဖို့လိုအပ်ပါတယ်ရှင်ပေါလုအကြောင်းကိုဖတ်ကြည့်တဲ့အခါမှာဒီတစ်ကောခန်းကြီး15မှာကျွန်တော်မဖတ်သေးဘူးเนาะအဲ့ဒါကိုဖတ်ဖို့ယေရှုပြုပြီးမှကျမ်းစာအုပ်လေးဖွင့်ရအောင်เนาะတစ်ကောခန်းကြီး15ဖြစ်ပါတယ်
ရှင်ဘောတို့ကသူ့အကြောင်းဘလို့တက်တဲ့ခံတယ်လဲဆိုငါဒီအထက်ကဖယားသခင်အသင်းတော်ကိုညှင်းဆဲသောကြောင့်အညံ့ဆုံးသောတမန်တော်ဖြစ်တယ်အရင်တော့ကဆိုရင်ခရိယန်ဆိုတဲ့လူကိုလိုက်တတ်တာဒီရှင်ဘောတို့ဆိုတဲ့ပုဂ္ဂိုလ်ကချောလူပဲလူတွေကိုညှင်းဆဲတာမင်းခရိယန်လားယေရှုနောက်လိုက်လားလာဖန်စီတယ်ထောင်ချတယ်လိုက်တတ်တာအရက်ဆက်ဆုံးအယုံညံ့ဆုံးအမှုကိုသူလုပ်ခဲ့တယ်အဲ့ဒါကြောင့်သူ့ကိုသူငါကအညံ့ဆုံးတမန်တော်ခရစ်တော်ကရွေးကောက်တာတမန်တော်ရာထူးပေးတယ်တမန်တော်လူတတ်မှတ်ပေမဲ့သူ့ကိုသူယုံအညံ့ဆုံးပါအဲ့လိုခံယူတာဖြစ်တယ်လုံးဝပြောင်းလဲသွားတာသူရဲ့တက်တာအရင်တော့တကယ်ညှင်းဆဲတယ်ယေရှုကိုယုံတဲ့လူတွေကိုတတ်တယ်ထောင်ချတယ်ဒါပေမဲ့ဒီယေရှုနဲ့တမတက်လမ်းပေါ်မှာတွေ့သွားတဲ့အခါမှာယေရှုရဲ့ခေါ်တံကိုကြားတဲ့အခါမှာသူကယေရှုအတွက်အသက်ရှင်တော်တာဖြစ်တယ်ယေရှုအတွက်ငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်တယ်အဲ့ဒီအသက်တာမျိုးကိုသူကပေးဆက်ခဲ့တာဖြစ်ပါတယ်အဲ့ဆိုယေရှုခရစ်တော်အသေးခံခြင်းတကယ်တည်ခဲ့သလားကျွန်တော်အပြန်လာဖတ်တဲ့နေရာမှာတွေ့ပါတယ်နော်ရှင်မာသဲခရစ်ဝင်ခန်းကြီး28မှာတကယ်ပဲတည်ခဲ့တယ်တင်းကြိုခြင်းခံရတယ်တင်းကြိုခြင်းခံရတယ်ဂူထဲမှာတင်းကြိုခြင်းခံရတယ်တေချောင်းကိုရောမစစ်တီတွေကအဆောင်နဲ့ထားတာเนาะကျွန်တော်ဖတ်သွားတဲ့အကြောင်းပိုင်းမှာရှိပါတယ်ရှင်မာသဲခရစ်ဝင်ခန်းကြီး28ယေဘရဟိတ်တွေကเนาะတကယ်ပဲဒီတမန်တော်တွေကဖြားယောင်းပြီးမှလိန်လေပြီးမှမထမြောက်ပဲမဲ့ထမြောက်တယ်လို့ပြောမှာဆိုတဲ့အရာတွေကိုပြောပြီးမှယေဘရဟိတ်တွေနဲ့တိုင်ပင်ပြီးမှအဆောက်ထားတာဖြစ်တယ်အဆောက်လို့ပြောတဲ့အခါမှာရောမစစ်သူရဲတွေကိုစောက်ခိုင်းတာဖြစ်တယ်တာမန်လူတွေကိုစောက်ခိုင်းတာမဟုတ်ဘူးခိုင်မာတဲ့တက်တဲ့အထောက်ထားအမှကျွန်တော်တမိုင်းမှာတွေ့ရတာဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်သူမိန့်မာတဲ့အတိုင်းဘလို့မိန့်မာတယ်လဲကျမ်းစာကိုဖတ်ကြည့်တဲ့အခါမှာရှင်မာသဲခရစ်ဝင်ခန်းကြီး7အပိုင်းငယ်40မှာလည်းရှိပါတယ်ယောနာကငါးကြီးဝမ်းပိုက်ပဲထဲမှာ3ရက်နေခဲ့တယ်လို့လူသားက3ရက်နေမယ်ရှင်ပြန်ချမြောက်အကြောင်းသူကိုယ်တိုင်တက်တော်ထင်ရှားတဲ့အခါမှာသူပြောခဲ့တာဖြစ်ပါတယ်အဲ့တော့ကြောင့်တကယ်ပဲသူတကယ်ချမြောက်ခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်ကြည့်တဲ့အခါမှာတင်ကြိုင်အဆောက်တွေရှိပေမဲ့သူတို့ကတုံလုံးခြောက်ချပြီးမှရှိနေခဲ့ကြတယ်ဆိုတဲ့အရာကိုတွေ့ရတယ်။ရှင်မာသဲခရစ်ဝင်ခန်းကြီး28ပြီးတော့အဲ့ဒီလိုခရစ်တော်တည်ခဲ့တဲ့ရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတဲ့ဟာကိုဘယ်သူတွေကကောင်းကောင်းသိလဲဆိုလို့ရှိရင်ကျမ်းတက်ပုဂ္ဂိုလ်တွေကကောင်းကောင်းသိတာဖြစ်တယ်။သိတော်ညာလည်းပဲဘာလို့ခဲ့တယ်လဲကျမ်းစာကိုကြည့်ရတဲ့အခါမှာနော်ရှင်မာသဲခရစ်ဝင်ခန်းကြီး28မှာခုနကျွန်တော်အပြန်အလှန်ဖတ်ပြီးပြီငွေပေးပြီးမှလိန်ခိုင်းတဲ့လူရှိခဲ့ငွေပေးမှလိန်ခိုင်းတဲ့လူတွေကသိတဲ့လူတွေနော်တကယ်ကြားတဲ့လူတွေလက်တွေ့မြင်တဲ့လူတွေကလည်းပဲတကယ်တုံးလုံးထောက်ချခဲ့တယ်ယေရှုမရှိတော့ဘူးကောင်းကင်တမန်ကဒီကြောက်လုံးကြီးကိုလိမ့်ပြီးမှထမြောက်သွားတယ်ဆိုတော့မြင်တွေ့ခဲ့တဲ့လူတွေကငွေကိုယူပြီးမှပါလေလိန်တာပေါ်တင်လိန်ခဲ့တယ်ဆိုရအောင်ပေါ့နော်အဲ့ဒါကိုယူဒလူတွေကအဲ့ဒီခေတ်ကာလမှာပြောခဲ့တယ်ဒါပေမဲ့သူတို့ရဲ့အပြောကမအောင်မြင်ခဲ့ဘူးမအောင်မြင်ခဲ့တဲ့အကြောင်းကိုဒီတေကောခန်းကြီး73မှာလည်းပြန်ပြီးမှရှင်ပေါလုကပြောနေတာဖြစ်တယ်တက်တေအနေနဲ့ထမြောက်တဲ့နေ့မှာရှင်ပေတရုလည်းမြင်ခဲ့ပါတယ်ဟောတဲ့ဂျိတ်နှစ်ပါးတွေမြင်တယ်ကောင်းကင်တက်ခါကြီးမှာလူပေါင်း900လောက်မြင်ပါတယ်အဲ့ဒီအထက်ကနေတချို့အခုတည်းအသက်ရှင်တော့မဲ့မတည်သေးဘူးရှိသေးတယ်တချို့ကတော့တည်ကုန်ပြီဆိုတော့တက်တဲ့အထောက်ထားတယ်လို့ယေရှုအသေးခံခဲ့တယ်ရှင်ပြန်ထမြောက်ခဲ့တယ်ဒါဘာမှယုံမှားစရာအကြောင်းမရှိဘူးဆိုတဲ့အရာကိုပြောနေခဲ့ပေမဲ့တစ်ဖက်မှာလည်းပဲတိတိကြီးနဲ့လိန်တဲ့လူတွေမယုံချင်တဲ့လူတွေလည်းပဲရှိခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်တယ်။တမိုင်းမှာဆိုတော့အမြင်နဲ့ပါရှိတယ်လေအလင်းနဲ့အမောင်ရှိတယ်။သိတယ်သိပေမဲ့မလက်ခံတဲ့လူတွေလည်းအများကြီးရှိပါတယ်
ဒါပေမဲ့ကျွန်တော်တို့ကဘယ်မှာပါမလဲပါတင်တယ်လေအမောင်ထဲမှာပဲနေမလားအလင်းထဲမှာနေမလားအမောင်နဲ့အလင်းပဲရှိတာနော်လောကကြီးမှာမောင်ချင်းတို့လိုလင်းချင်းတို့